မှာငါတို့ဆောင်နေတယ်တောင်ပေါ်မျိုးလေးတစ်မျိုးမှာညုံတွေကဆိုင်လာဒီအချိန်နဲ့သွားတော့မယ်နေရာဟောင်းကိုထားခဲ့ပြီဒါနာကတော့ပါနေဆိုပြီးသွားခဲ့တော့လေလေမတားရဘူးဝေးနေလို့နေမိသွားမလားချစ်စရာမျိုးကိုရှောင်ပြေးမလားအတွေ့ထဲမှာတော့ရှိသေးရင်အရင်ချိန်ပြန်စဉ်းစား Cherry bean တွေကြားတဲ့ဒူဒူပြောပါခဲ့ကြဘူးတဲ့မိဘရဲ့ပြောစရာမျိုးလေးတဲ့နေနေပြီလား Cherry bean ကိုသွားလဲနေနာတကယ်တမ်းပြောင်းလဲမသွားရင်လမ်းငယ်တော့ရင်မရမျိုးလေးတဲ့ဒီမှာငါ